ရေစီးဖြင့်စက္ကန့်30ကြာအညစ်အကြေးကိုဆေးကြောဖယ်ရှားပါဆေးပါသောလက်ဆေးရည်ကိုလက်ထဲသို့ယူပါကောင်းကောင်းအမြုပ်ထွက်အောင်လက်ကိုဆပ်ပြာဖြင့်လက်ဖွားရင်း၍ပုတ်တိုက်ဆေးကြောပါလက်တစ်ဖက်ဖြင့်အခြားလက်၏လက်မောင်းပေါ်ဘက်ကိုပုတ်တိုက်၍ဆေးကြောပါလက်ချောင်းများကိုချိတ်ဆက်ပြီးလက်နှစ်ဖက်၏လက်ချောင်းကြားများကိုပုတ်တိုက်၍ဆေးကြောပါလက်မကိုလက်တစ်ဖက်ဖြင့်အုပ်ကင်ပြီးလှည့်ကာပုတ်တိုက်၍ဆေးကြောပါလက်ချောင်းဆုံးပိုင်းများကိုလက်ဖြားပေါ်တွင်ပုတ်တိုက်ကာဆေးကြောပါလက်ကောက်ကိုဖမ်းပြီးပုတ်တိုက်၍ဆေးကြောပါလက်ဖွားကိုအသုံးပြုပြီးလက်မောင်းကိုကင်တွယ်ကာ6လန့်အထိတေချာစွာပုတ်တိုက်ဆေးကြောပါဒီအဆင့်အထိစုစုပေါင်းစက္ကန့်30ခန့်လက်ကိုတေချာစွာဆေးကြောပါကြွသားများကြံနေခြင်းမရှိအောင်အဆက်ရည်ဖြင့်20စက္ကန့်ဆေးဆေးတုပ်ပါရေဆိုကိုပယ်ဖြတ်ပါလက်တန့်စင်ရည်ကိုပြစ်ပြီးစွမ်းအားနဲ့ဆေးထိုးလျက်လိုက်ပါဒီနည်းလမ်းနဲ့1မိနစ်ကြာလက်ကိုတေချာစွာဆေးရအောင်